အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်မျှဝေခြင်းတဲ့အကြောင်းအရာလေးတစ်ခုကတော့ကျွန်တော်တို့ဘယ်လိုမျိုးပေါ့နော်ဒီဖြစ်ပျက်နေရုပ်နာမ်နေဘယ်လိုမျိုးပေါ့နော်မြင်နေတယ်ကိုယ်တွေ့သေးတယ်ပြောချင်တာပေါ့တခြားသူတွေကဘယ်လိုပဲစာတွေ့ပဲပြောပြော theory ပဲပြောပြောကိုယ်တွေ့ပဲပြောပြောဒီခြားတော့ဝေဖန်ပါဘူးဝေဖန်တတ်ဘူးပေါ့နော်ပြောရမယ်ဆိုရင်တော့ကိုယ့်ရဲ့ကိုယ်တွေ့ကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့အတိကိုပဲဖះခေါ်ထားတဲ့အတိုင်းလို့ကျွန်တော်ကတော့ဒီနေ့ကိုတွေ့ခဲ့တာလေးတွေကိုမျှဝေပေးတာပါအဲ့တော့ဒီနေ့တွေ့တာတော့မဟုတ်ပါဘူးနည်းနည်းတော့ကြာပါပြီအဲ့တော့ကျွန်တော်တို့ကိုဗစ်ကာလပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ခဏဆိုပြီးတော့တရားဝင်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့အချိန်လေးနည်းနည်းလေးကြာသွားတယ်အဲ့ဒီအချိန်တွင်းမှာတမာတိလေးတွေနည်းနည်းတက်လာတဲ့အခါမှာတရားစခန်းတွေစရိုက်ဝင်ဖြစ်သွားတဲ့အခါမှာတွေ့ရှိခဲ့တဲ့နော်တရားတည်လေးတစ်ခုကိုမျှဝေပေးချင်တာပါအဲ့တော့ဒီနေ့ကတော့အာဟိုတခြားအကြောင်းအရာတွေလိုမျိုးပေါ့နော်နားထောင်ခြင်းနဲ့ဆိုရင်တော့ဒီနေ့တော့ပြောသေးပါဘူးတရားနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ခန္ဓာအသီးတွေပြောရမှာဖြစ်တယ်ဘယ်လိုမျိုးသိသွားလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီဖြစ်တာပြက်တာတွေကပုံမှန်တာမန်ပေါ့နော်သတိမထားဘဲနဲ့သိလိုက်ရတဲ့နော်တာမန်အသည့်နဲ့တမာတိတွေရမ်းတက်လာပြီးတော့သိတဲ့အသည့်နဲ့အရမ်းกว่าတယ်ဆိုတော့သိသွားတယ်ဒါကြောင့်မလို့နော်အဲကျွန်တော်မြင်တာကတော့ဘယ်လိုမျိုးလဲဆိုတော့အရန်ကိုပေါ့နော်ဇန်သမာဓိတွေရနေတဲ့သူတွေကပို့ပြီးတော့ဒီလိုမျိုးဟိုကိုယ့်ရဲ့ဒီရုပ်တရက်နန်းတွေရောကိုနိုင်နိုင်နေနေနဲ့ကျွန်တော်လိုချင်တဲ့နော်တကူနဲ့သူကအသုံးပြုနိုင်တယ်ဆိုတာကိုလက်ခံသွားတယ်နောက်ပြီးတော့လည်းပဲဒီရုပ်နံတွေကိုသေချာဟိုပေါ့နော်ဖြစ်တာကြီးပြက်တာတွေကိုကွဲပြက်ပြက်မြင်နိုင်တယ်ဆိုတာကိုလည်းလက်ခံသွားတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဖြစ်တာလေးကိုပြောပြရင်သဘောပေါက်သွားမယ်။ကျွန်တော်ပုံမှန်ပေါ့နော်တာမန်သတိမထားမိတဲ့အချိန်ဆိုရင်အာယုံ၅ပါးလုံးတစ်ခုခုပေါ်နေတာကိုမသိလိုက်တဲ့အချိန်တောင်ရှိတယ်။ဘယ်အချိန်မှဘာဖြစ်သွားမှန်းလည်းမသိလိုက်ပြီးတော့မှဘယ်လိုဖြစ်တာလဲဆိုပြီးကိုယ်ခန္ဓာကိုယ်မှာနော်အဲ့လိုမျိုးဓာတ်တွေချစ်ပြီးသွားတာတွေစတခုခုဆိုရင်အတန်လေးရစမကြားလိုက်မိတာလေးအစပြောသွားတာလေးတွေကစိတ်ထဲမှာမှတ်မိတာအစအများကြီးဖြစ်ခဲ့အဲ့ဒါတွေကသတိမရှိတဲ့အခါမှာတာမန်ချိန်မှာဆိုဖြစ်တယ်အဲ့တော့သတိကောင်းလာတော့အဓိကတော့ဘယ်လိုမျိုးလဲဆိုတော့သမာဓိကိုပြန်ပြီးတော့ထူထောင်တဲ့အခါမှာကျွန်တော်တို့ပုံမှန်လှုပ်ရှားရှားဖြစ်နေတဲ့အချိန်မှာဆိုရင်တော့အဆင်မပြေဘူးအဲ့ဒါငြိမ်းနေပြီးတော့တမာတိတစ်ခုတည်းကိုပဲအာရုံရင်စိုက်လိုက်တဲ့အချိန်မှာတော့ပို့ပြီးတော့တမာတိမြင်တာကိုသိရတယ်။ဒါကြောင့်မလို့တရားထိုင်ပြီးတော့နော်ပို့ပြီးတော့တမာတိတက်လာတာဒီအမြန်ဆုံးနဲ့အကောင်းဆုံးနဲ့နော်ပြောရမယ်ဆိုရင်တော့စိတ်ချဆုံးဖြစ်တယ်။အဲ့တော့ကျွန်တော်ထိုင်နိုင်ရင်းနဲ့တက်လာတဲ့အခါမှာဘာတွေသိလာလဲဆိုတော့ပုံမှန်ပေါ့နော်ကျွန်တော်တို့ကြားလိုက်တယ်ဆိုတဲ့အခါမှာကြားကြားတယ်ဆိုတာကိုပဲကျွန်တော်သိလိုက်တယ်အဲ့ဒီကြားတာရပ်သွားတဲ့အချိန်မှာဒီအာယုံကပြီးသွားတယ်ပေါ့နော်ကျွန်တော်တို့အဲကြားတဲ့အာယုံလေးပြတ်သွားတယ်ပေါ့ဖြစ်သွားတယ်ပြတ်သွားတယ်လို့ပဲကျွန်တော်တို့ကပုံမှန်သိလိုက်တယ်အဲ့တော့အဲ့ဒီအချိန်မှာဖြစ်တာနဲ့ပြတ်တာကြားမှာတော်တော်လေးကြာတဲ့ချိန်နဲ့ရှိတယ်လို့မကြာတဲ့ချိန်နဲ့ရှိတယ်ဆိုပြီးတော့အစမြင်တာပေါ့အဲ့တော့နောက်ပိုင်းတမာတိတက်လာတဲ့ခါကျတော့ဘယ်လိုမျိုးထိဖြစ်သွားလဲဆိုတော့ကျွန်တော်ဝေဒနာစပြီးတက်လာတယ်ကျွန်တော်ပြောပြကြည့်ဝေဒနာလေးစဖြစ်လာတဲ့အချိန်မှာပုံမှန်ဆိုရင်နားနေရပဲတည်အဲ့နားနင်းနယ်လေးကိုကျွန်တော်တို့ကမှတ်လိုက်တယ်မှတ်လိုက်တဲ့အခါကျတော့မတက်တာမချင်းသူကဘယ်လိုခေါ်မလဲဆိုတော့အဲ့ဒါနားနေတာပဲကျွန်တော်သိတယ်သိတော့တဖြည်းဖြည်းနဲ့အာယုံစူးစိုက်မှတ်လိုက်တဲ့အခါကျတော့သူကပို့ပြီးတော့နားတာသိပ္ပံနည်းကျလည်းကျွန်တော်လက်ခံတယ်ဘယ်လိုမျိုးလဲဆိုတော့သူအာယုံစိုက်လိုက်တဲ့နေရာကိုသွေးတွေလေးပိုတိုးတာပေါ့နော်အဲ့လိုမျိုးတိုးလာတဲ့အခါသူကပိတ်နေလို့ဒါလေးပုံမှန်မဟုတ်လို့နားတယ်အဲ့နားတဲ့နေရာကိုသွေးတွေပုံမှန်တိုးလာတဲ့အခါကျတော့သူကပို့ပြီးတော့ဖွင့်တယ်လို့ဖြစ်တော့ပို့ပြီးတော့တွန်းတဲ့ဒီခံစားမှုရှိတာအဲ့တော့တဖြည်းဖြည်းနဲ့ပို့တိုးလေလေပို့ပြီးတော့နားလေလေပို့ပြီးတော့ဝေဒနာကပို့ပြီးတော့ကြီးလာလေတွေပေါ့နော်ပို့ပြီးတော့လေတိတာတာတွေပေါ့ကိုကအာယုံစိုက်လေတွေပို့ပြီးတော့အဲ့ကိုသွားပြီးတော့သွေး
သွားတဲ့လမ်းကြောင်းတွေကပို့ပြီးတော့တွေးအားတွေညားလာလေပိုကောင်းလေပိုဖွင့်လေပို့ပြီးတော့နားလေပေါ့နော်အဲ့လိုမျိုးအဲ့တော့ပိတ်နေတဲ့အပေါက်ကလေးကိုသေးသေးလေးကိုကျွန်တော်တို့ချဲ့နေရတယ်လို့ပေါ့နော်ပြောရမယ်ဆိုရင်ဒီနေရာလေးကလမ်းကြောင်းလေးရှိတယ်တိုးတော်လမ်းကြောင်းအမိုက်တွေပြည့်ပြီးတော့ပိတ်နေတာမျိုးလေးဆိုရင်ကျွန်တော်ရှင်းတဲ့ခါကျရင်ပုံနှံ့တွေထွက်တယ်လို့ပေါ့နော်အဲ့တော့အစမှာတော့သိပြီးတော့အားမကောင်းသေးဘူးပေါ့တဖြည်းဖြည်းအားကောင်းလာတဲ့အခါကျတော့အားကြီးနဲ့ထိုးပြီးတော့ဖွင့်ခွဲရတဲ့မျိုးဖြစ်သွားတဲ့အခါမှာပို့ပြီးတော့ဒီကုန်းကွင်းကွက်ကွက်ဝေဒနာကြီးကမြင်လာတာအဲ့လိုမျိုးအချိန်မှာနာတဲ့ဝေဒနာရဲ့နော်ဒီဒုက္ခဝေဒနာလို့ပဲခေါ်မှာပေါ့နော်နာတာကြီးကအတိကပို့ပြီးတော့ကြီးလာတယ်ကြီးလာတဲ့အခါမှာနောက်ဆုံးပိတ်အရန်ဟိုပါပေါ့နော်အမြင့်ဆုံးရောက်သွားပြီးတော့တစ်ချိန်ကျတော့ရုံးဆိုပျောက်သွားတယ်ရုံးဆိုပျောက်သွားတယ်ကျွန်တော်ဒါတော့သိပ္ပံနည်းကျနဲ့စဉ်းစားကြည့်တဲ့အခါကျတော့သူကပွင့်သွားတယ်လို့ကျွန်တော်မြင်တယ်ဒီလိုမျိုးသူရောက်လေကြောတွေပွင့်သွားပြီဆိုရင်တာမန်တစ်ခုလုံးနေရာမှာဝေဒနာမပေါ်တဲ့နေရာတွေကအကုန်လုံးကကောင်းနေလို့မပွင့်တာလည်းဖြစ်မှာပေါ့နော်ဒါမှမဟုတ်မသိလို့ဖြစ်တာလည်းဖြစ်နိုင်တာပဲအဲ့တော့မတွေ့သေးတာလည်းဖြစ်နိုင်တာပေါ့နော်အဲ့တော့ကျွန်တော်မြင်တာကတော့အဲ့ဝေဒနာတစ်ခုကသူကကြော်သွားတယ်လို့ချို့တွေကသုံးတာပေါ့နော်ကျွန်တော်မြင်တာကတော့သူကအစကနေပြီးတော့အဆုံးထိပြီးအောင်တေချာလိုက်ခဲ့တယ်ဆိုရင်သူကလမ်းကြောင်းကရှင်းပြီးတော့ပွင့်သွားတယ်အဲ့လိုပွင့်သွားပြီဆိုရင်တော့သူကထပ်မပေါ်တော့ဘူးအဲ့နေရာကိုကျွန်တော်တို့ကဝေဒနာရှင်းသွားတယ်လို့ခေါ်အဲ့တော့ကျွန်တော်ပြောချင်တာကကြတော့ဘာကိုပြောချင်တာလဲဆိုတော့အာယုံတစ်ခုပေါ်လာတဲ့အခါမှာအစထင်တာစတယ်ပြီးသွားရင်ပြတ်သွားတယ်ပေါ့ဖြစ်သွားတယ်ပြတ်သွားတယ်အဲ့ကြားထဲမှာအချင်းကတစ်ခါတလေကျရင်တော်တော်ကြာတယ်တစ်ခါတလေကျရင်မြန်တယ်အဲ့လိုမျိုးစတွေးနေတာနောက်ပိုင်းတမားကြီးကောင်းလာတဲ့အခါကျတော့ဘယ်လိုမျိုးလဲသူဥမာလေးတစ်ခုပြောရမယ်ဆိုရင်အရင်တုန်းကကျွန်တော်တို့ဝေဒနာတစ်ခါပေါ်ရင်ပေါ့နော်ကျွန်တော်တို့ဥမာဆိုရင်2စက္ကန့်လောက်ကြာတယ်3စက္ကန့်လောက်ကြာတယ်ဆိုပါတော့ဒါမှမဟုတ်ရင်တစ်ခါလေကျရင်တောက်လျှောက်ကြီးပေါ်နေပြီးတော့10မိနစ်လောက်ကြီးကိုနာနေတယ်လို့ကျွန်တော်တို့မြင်တယ်နော်နောက်ပိုင်းတမားကြီးတပြေးကောင်းလာတဲ့အခါကျတော့ तू ကစိတ်လာတယ်မှတ်လိုက်တာနဲ့ तू ကပျောက်သွားတယ်ဘယ်လိုခေါ်မလဲဆိုတော့ तू ကအနာနဲ့ဆေးနဲ့လှမ်းတွေ့ပြီးလိုက်တယ်ပြောပေါ့နော်တခါဖွင့်လိုက်တာနဲ့ခွဲလိုက်တာနဲ့ပျောက်သွားခုနလေးစူးစူးလေးပေါ်လာတယ်မှတ်လိုက်ပျောက်သွားလိုက်အဲ့လိုမျိုးလေးဖြစ်သွားတယ်နော်အဲ့ရနေပြီးတော့တဖြည်းဖြည်းပို့ပြီးတမားကြီးမြင့်လာတဲ့ခါကျတော့ဘလို့အားကောင်းလာလဲဆိုတဲ့ခါကျတော့အစကကျွန်တော်တို့ဝေဒနာတစ်ခါပေါ်ရင်2မိနစ်လောက်ကြာတဲ့အချိန်က10မိနစ်လောက်ဖြစ်လာတယ်နောက်ဆုံးပိတ်10စက္ကန့်လောက်ဖြစ်လာတယ်နောက်ဆုံးပိတ်5စက္ကန့်2စက္ကန့်1စက္ကန့်လောက်ပဲကြာတော့တဲ့အချိန်ထိဖြစ်လာတယ်နော်တကယ်ဖြစ်လာပြီးတော့နောက်ထပ်ပို့ပြီးတော့ဘယ်လောက်ထိတော့ထူးဆန်းတာတွေ့ရတယ်ဆိုတော့နောက်ပိုင်းကျတော့1စက္ကန့်အတွင်းမှာကိုအဲ့ဒီဝေဒနာကဒီဟာပေါ်လာတဲ့ခံစားမှုသိသလိုပျောက်သွားတာကိုလည်းပဲသိတယ်အဲ့တော့ဒီချိန်ပေါ်လာတဲ့အခါမှာကျွန်တော်တို့တမှတ်ပုံစံမျိုးမှတ်လိုက်တာနော်အဲ့အမျိုးမှာဘယ်လောက်ထိတောင်မှအနုစိတ်သွားလဲဆိုတော့သူကပေါ်လာတဲ့ဟာမှတ်လိုက်တာနဲ့ပျောက်ပေါ်လာတဲ့ဟာမှတ်လိုက်ရင်ပျောက်ဆိုတော့ကျွန်တော်တို့အဲ့ဒါကိုတစ်ခါဖြစ်ပြီးတစ်ခါပျောက်သွားတယ်လို့အလွယ်လို့မှတ်လိုက်တာပေါ့နော်အဲ့တော့1စက္ကန့်အတွင်းမှာကိုတဖြည်းဖြည်းနဲ့သူကစိတ်လာလိုက်တာ1စက္ကန့်မှာအကြိမ်ပေါင်း10ကြိမ်အကြိမ်20အဲ့လောက်ထိကိုကျွန်တော်ကဖြစ်သွားတာကိုသွားမြင်တယ်အစကတစ်ကြိမ်နားတယ်တစ်ကြိမ်ဝေဒနာလေးပေါ်တဲ့အချိန်ဟာ5စက္ကန့်နော်အဲ့လောက်ထိ10စက္ကန့်1မိနစ်အဲ့လောက်ထိဖြစ်သွားတာတဖြည်းဖြည်းနဲ့သူအနုစိတ်လာသလိုမျိုးဖြစ်လာတဲ့အခါမှာဘာသွားမြင်လဲဆိုတော့ပြစ်တာနဲ့ပြက်တာကအချိန်ကအမှန်တကယ်ကသူကအကြာကြီးမဟုတ်ဘူးဆိုတာကိုသွားတွေ့ပြီးတော့ပြစ်တာနဲ့ချက်ချင်းသူကပြက်သွားတယ်ဆိုတာကိုသွားတွေ့တယ်ပြီးတော့နောက်ထပ်အသစ်ထပ်ဖြစ်တယ်နောက်ပြီးတော့အဲ့ဒီဖြစ်တဲ့အချိန်မှာလည်းပဲချက်ချင်းပြန်ပြတ်သွားတယ်ဆိုတော့သွားတွေ့ဒါကြောင့်မလို့အာယုံပိုစိုက်နိုင်နေလေပို့ပြီးတော့တမာတိကောင်းနေလေပို့ပြီးတော့သူ့ဟာသူအာယုံပေါ်လာတာတွေကပြစ်တာနဲ့ပြက်တာနဲ့ကစရိုက်မဟုတ်ပဲနဲ့သူကကွဲပြီးတော့မြင်လာအဲ့လိုမျိုးလေးသွားမြင်တယ်မြင်လာတဲ့အခါမှာရုတ်တရက်တမာတိအားမကောင်းတဲ့ချိန်ကြရင်တော့သူကခံစားနေတာတွေကနားနေတာပဲသိတာနော်တကယ်အာယုံဆိုင်နဲ့ကြည့်လိုက်တဲ့အခါကျတော့သူကစရိုက်အတွဲလေးတွေသူကလာနေတာမြင်တာကအချိန်များတဲ့ခါကျရင်ဆွီဆိုပြီးတော့ဖြတ်သွားတယ်လို့မျိုးပေါ့တကယ်အာယုံကြည့်နိုင်တဲ့ခါကျတော့မြင်ထားတရွဲချင်းစီသွားနေတာမျိုးတွေ့တယ်လို့ပေါ့အဲ့လိုမျိုးဒီထက်ပူအာယုံဆိုင်နိုင်တဲ့အခါကျတော့ပို့ပြီးတော့သူကတဖြည်းဖြည်းအထဲမှာခုံလေးတွေကစာတန်းစီထားတဆင်ချင်းစီသွားတယ်လို့မြင်တယ်လို့ပေါ့အဲ့လိုမျိုးမြင်တယ်အဲ့တော့1စက္ကန့်တင်းမှာကိုအဲ့ဒီ
နာတဲ့ဝေဒနာလေးတွေကပေါ်လိုက်ပြောက်လိုက်ပေါ်လိုက်ပြောက်လိုက်ဖြစ်တာများလုံးတဲ့ခါကျတော့ဆိုလို့ဘာဖြစ်သွားလဲဆိုတော့နာတယ်ဆိုတဲ့ခံစားချက်ကိုမသိတော့နာတယ်ဆိုတာကိုမသိလိုက်ခင်မှာကိုသူကပျောက်သွားဖြစ်လာတဲ့အချိန်မှာသူကဖြစ်တယ်ဆိုတာကိုပဲအသိသိရှိတယ်အဲ့ဒီအချိန်မှာမှတ်လိုက်တာနဲ့သူကပျောက်သွားသူကသူအယုံမှာပေါ်လာနော်ဖြစ်လာလိုက်တယ်ချင်းချင်းပျောက်သွားလိုက်တယ်နောက်ထပ်ဖြစ်လာတယ်နောက်ထပ်ပျောက်သွားအဲ့ဖြစ်လာပြက်တာတွေကဘယ်လောက်တောင်များလဲဆိုတော့တစ်စက္ကန့်မှာအချိန်ပေါင်းများစွာဖြစ်လာတဲ့အခါမှာကိုမြင်နေရတဲ့အတွက်သူ့မှာနားရဲဆိုတဲ့အချိန်တောင်ခံစားဖို့အချိန်တောင်မရှိလိုက်ဘူးချက်ချင်းဖြစ်တာကိုသိလိုက်တယ်ချက်ချင်းကိုသူပျောက်သွားချက်ချင်းဖြစ်လာတယ်ချက်ချင်းကိုပျောက်သွားအဲ့တော့အဲ့ဒီမှာအရန်အံ့ဩဖို့ကောင်းတဲ့တစ်ခုကဘာလဲဆိုတော့ဘလောက်ပဲဝေဒနာရဲ့ကြီးနေပါစေဘလောက်ပဲနာနေပါစေအဲ့နာတယ်ဆိုတော့ခံစားလို့ကိုမရတော့ဘာဖြစ်လို့လဲဆိုတော့သူ့အလုပ်ကတော့မှတ်နေတဲ့အလုပ်တွေရှိနေရအပြင်ကိုသူ့ကသူအဲ့ပေါ်နေတာပေါ့နော်ပေါ်နေတာတမာရီကအရင်အားကောင်းနေတဲ့ခါကျတော့သူကအဲ့လိုလေအမှတ်လေးတစ်ခုပေါ်လာတာအာယုံလေးတစ်ခုပေါ်လာလို့ပဲပြောလို့ရမှာပေါ့အဲ့လိုလေးဖြစ်သွားတယ်ပေါ်လာလိုက်တာနဲ့ချက်ချင်းပျောက်သွားပြီးတော့ချက်ချင်းအစ်စ်ထပ်ပေါ်ချက်ချင်းထပ်ပျောက်ပြီးတော့သူကစရိုက်ဖြစ်တယ်အဲ့တော့နောက်ဆုံးပဲဘယ်လောက်တိအောင်ဖြစ်သွားလဲဆိုတော့ကျွန်တော်အတန်နေကြားနေတရားထိုင်နေချိန်မှာအတန်နေကြားနေအဲ့လိုကြားလိုက်တဲ့အချိန်မှာဒုံးဆိုအတန်လေးကြားလိုက်တဲ့ဟာကကျွန်တော်အာယုံထဲမှာဘယ်လိုပေါ်လာလဲဆိုတော့ vibration လေးတွေကတစ်ခုပြီးတစ်ခုစရိုက်အတွဲလိုက်ဝင်လာသလိုမျိုးကျွန်တော်တို့မြင်သွားတစ်ခုနဲ့တစ်ခုကတော့ဟိုပါပေါ့နော်တစ်ခုချင်းစီကအထက်လိုက်လေးနဲ့တွဲလာတယ်မျိုးပေါ့ဥမာအဲ့လိုပြောတာပေါ့နော်အဲ့တော့သူကတစ်ခုပြီးတစ်ခုရဲ့ဆက်ဆက်မှုကိုပို့ပြီးတော့ခံစားလို့ရသွားတာပြောရမယ်ဆိုမှတ်သိတာပေါ့နော်အဲ့တော့အဲ့ဒီမှာသဘောပေါက်သွားတာဩသမာဓိအရန်အားကောင်းလာတဲ့အခါမှာဒီဖြစ်တဲ့အချိန်ပြတ်တဲ့အချိန်ကနော်တစ်ဆက်တည်းမဟုတ်ဘဲနဲ့နော်ဖြစ်တဲ့အချိန်မှာချက်ချင်းကိုပြန်ဖြစ်ချက်ချင်းကိုပြန်ပြက်ပြီးတော့အဲ့လိုမျိုးတွဲလိုက်တွေဇက်လိုက်ဖြစ်သွားတယ်ဆိုတာကိုမြင်သွားတယ်အဲ့အခါမှာအသက်ရှူရဲဆိုရင်လည်းအဲ့လိုပဲနော်တချို့တွေကကြတော့အဲ့လိုကြောင်ပြောတာကျွန်တော်ရှူလိုက်တယ်ဆိုရင်ထုတ်လိုက်တဲ့အချိန်မှာပြတ်သွားတယ်လို့သူကပြောအမှန်တကယ်ကတော့မဟုတ်ဘူးနော်အဲ့တော့ရှူတဲ့ဖြစ်စဉ်ကလည်းပဲရှူတာကိုစုံးသွားတာနဲ့သူ့ရဲ့အလုပ်ကပြတ်သွားတာပြီးသွားတယ်နော်အဲ့ဒီထက်ပိုပြီးအသေးစိတ်ပြောရမယ်ဆိုရင်အဲ့ဒီရှူတယ်ဆိုတဲ့အဆင့်ကကျွန်တော်တို့ရှူခြင်းနဲ့စိတ်ကအရင်ဆုံးဖြစ်တာပြီးသွားတော့မှနော်ရှူမယ်ဆိုပြီးတော့သုံးသက်ချပြီးတော့ရုပ်ကနေပြီးတော့နော်ရွေ့ရှားပြီးတော့ရှူလိုက်တာတစ်စင်းစင်းပြောင်းနေသွားအဲ့လိုပြောင်းလဲသွားတဲ့အဆင့်မှာကိုပဲဇက်ရိုက်ကိုစိတ်ထဲမှာကထပ်ပြီးတော့နာထဲမှာပေါ့နော်ထပ်ပြီးတော့ရှူခြင်းတဲ့စိတ်ကဇက်ရိုက်လိုက်ကအဲ့လိုမျိုးထက်ခါဇက်ရိုက်လိုက်ရင်းနဲ့ထက်ခါရုပ်ကနေပြီးတော့ဆက်ဆွဲရှူရင်းနဲ့ရှူတဲ့အဆင့်နော်ရှူခြင်းတဲ့စိတ်ပေါ်လာနော်ရှူလိုက်တယ်ဇက်ရိုက်အဲ့နန်ကတောက်လျှောက်ကမပြီးမချင်းသူကရက်နေတာဒါတောက်လျှောက်လာနေတယ်တောက်လျှောက်တွဲပြီးတော့ပေါ့နော်သူကတောက်လျှောက်ကိုနန်ကပေါ်နေတာနော်ရှူခြင်းတဲ့စိတ်တွေပြီးတော့မှရှူတဲ့စိတ်တွေကတောက်လျှောက်ကက်လိုက်လာပြီးတော့တောက်လျှောက်တွဲလိုက်ကြီးရှူသလိုမျိုးပေါ့နော်မပြီးမချင်းရှူပြသွားတယ်ဒါစဉ်းစားကြည့်ပါနော်တစ်ချက်ပဲရှူခြင်းနဲ့ပါတယ်ဆိုရင်တစ်ချက်လေးနဲ့ရက်သွားမှာပေါ့နော်ဘာကြောင့်မို့ထပ်ရှူနေတာလဲအဆုံးဒီလောက်ဆုံးပိတ်လုံးဝရှူလို့မရတော့ဆိုတော့အတိကိုဝင်လာတဲ့ခါကျတော့ပါတော့ငါတော့ဒါရက်ရတော့မယ်ဆိုပြီးဒါစိတ်တည်သွားပြီးတော့ပြန်ထုတ်ချင်တဲ့စိတ်ပေါ်လာတဲ့အခါမှာပြန်ပြီးတော့ထုတ်တယ်အဲ့ခါမှာရုပ်ကလည်းပဲထပ်ပြီးတော့ထုတ်ချလိုက်တယ်အဲ့ဒီအချိန်မှာထုတ်ချင်တဲ့စိတ်ကထပ်ပြီးတော့ပေါ်လာပြီးတော့ထုတ်တဲ့ရုပ်ကလည်းထပ်ပြီးတော့လိုက်လာအဲ့လိုမျိုးဖြစ်လာတဲ့အခါမှာပြန်စဉ်းစားကြည့်ရင်သူကရှူရဲဆိုတဲ့ဖြစ်စဉ်ကလည်းပဲဖြစ်ပြီးွားတာ ਨੇ သူကချက်ချင်းထပ်ဖြစ်တယ်ချက်ချင်းထပ်ပြက်ပြီးတော့ရှူခြင်းနဲ့စိတ်ထပ်ဖြစ်ထပ်ရှူခြင်းနဲ့ပြီးသွားတယ်ထပ်အသစ်ဖြစ်တယ်ပြီးသွားတယ်ချက်ချင်းပေါ်ပြီးတော့ချက်ချင်းပြီးသွားပြီးတော့ထပ်အသစ်ထပ်ဖြစ်အဲ့ဒါကြီးဇက်ရိုက်ဖြစ်ပြီးသွားတော့နောက်ဆုံးပဲအဆုံးသတ်မှာနောက်ဆုံးရှူလို့မရတဲ့အဆင့်ရောက်သွားပြီးတော့ပြည့်သွားတဲ့အခါကျတော့ရက်သွားတယ်အဲ့ဒီအချိန်မှာပြန်ပြီးတော့ထုတ်တဲ့နောက်အလုပ်တစ်ခုထပ်လုပ်တယ်အဲ့တော့အလုပ်တစ်ခုကရှူတဲ့အလုပ်မှာတောင်မှနော်ကျွန်မြင်အောင်ပြောတာပါရှူတဲ့အလုပ်မှာတောင်မှသူကဖြစ်စဉ်တွေကဇက်ရိုက်စင်ကဲနဲ့တွဲရက်တည်ဖြစ်လာတာဖြစ်တဲ့အတွက်သူ့ကိုတောင်မှကျွန်တော်တို့ကနော်ရှူတဲ့အစနဲ့ရှူတဲ့အဆုံးပြတ်သွားတယ်လို့တွေးလို့မရတော့ဘူးကျွန်တော်မြင်ဒါကြောင့်မလို့ကျွန်တော်ကမြင်တာကတော့ဘယ်ဖြစ်စမှာပဲဖြစ်တခုခုဖြစ်လာတဲ့အခါမှာရုပ်ဆိုလည်းရုပ်ကဇက်ရိုက်နော်ဥပမာဆို vibration ကတောက်လျှောက်ကက်ရက်
နော်တုံခါမှုတွေပါတဲ့အတွက်အတန်ကြီးကြားသလိုမျိုးအာယုံတစ်ခုတစ်ခုစရိုက်ပေါ်လာတဲ့အတွက်ရှိနေတယ်လို့မြင်လို့မျိုးနော်ခံစားမှုတွေတစ်ခုရှိနေတဲ့အတွက်ကြောင့်မလို့ဒါကြီးကတိနေတယ်လို့တိနေတယ်လို့အမှန်တကယ်ကိုကျွန်တော်တမာတိမြင်လာတဲ့ခါကျရင်ကွဲပြားသွားတယ်ဂျားထဲမှာတကယ်တော့ဆက်ကိုနော်ချားသွားတာကိုမြင်သွားတယ်အဲ့ဒါကိုကြည့်ကြရတယ်ကျွန်တော်တို့ရုပ်ဆိုရင်လည်းပဲကျွန်တော်ကြည့်လိုက်တဲ့အခါမှာတော့ဖြစ်တာနဲ့ချင်းပြက်တာတွေကိုပါမြင်လာပါလိမ့်မယ်အဲ့ဒါကိုမြင်တဲ့အဆင့်ကကြတော့ကျွန်တော်တို့တမာတိအားကောင်းလာဖို့လိုတယ်အဲ့တော့တမာတိအားကောင်းလာဖို့ဆိုတာကအရင်ဆုံးသတိပဋ္ဌာန်တွေတော့လုပ်ပြီးတော့မှအားကောင်းလာအဲ့တော့အဲ့လိုမျိုးမြင်လာပြီဆိုတဲ့အခါမှာနောက်တစ်ဆင့်ကကျွန်တော်တို့ဒီမြတ်စွာဘုရားပြောတဲ့အခါပို့ပြီးယုံလာတယ်မြတ်စွာဘုရားပို့ပြီးတရားအားကောင်းဒါသူပြောတာဟောတကယ်မှန်လိုက်တာဘာပြောသွားလဲဆိုတော့ရုပ်နဲ့နာမ်နဲ့နော်သူကမြတ်စွာဘုရားဘယ်လောက်ထိတောင်မှဒီဉာဏ်မြင့်လဲဆိုရင်ရုပ်ကတစ်စက္ကန့်မှာဂတိ9000နော်နာမ်ကတစ်စက္ကန့်မှာဂတိသသိန်းဖြစ်ပြနေတယ်လို့သူကပြောတယ်ကျွန်တော်တို့မြင်တာတွေကတစ်စက္ကန့်မှာဘယ်လောက်မြင်လို့လဲနောက်မှမမြင်ဂတိဆိုတာနော်တဂတိဆိုတာနေရတာမဟုတ်ဘူးနော်အဲ့တော့ကျွန်တော်တို့1 billion နော်ဆက်အလုံးအဲ့တော့ကျွန်တော်တို့အဲ့ဒါကိုအကျဉ်းနော်ကျွန်တော်တို့ဖြစ်နေတာပြက်နေတာတွေကစက္ကန့်ထဲမှာအများကြီးဖြစ်နေတာပြက်အဲ့တော့အဲ့လောက်ထိကိုနော်ကျွန်တော်တို့လိုက်မမီပေမဲ့ကျွန်တော်တို့ရဲ့ဒီတမာတိတက်လာတဲ့အခါမှာကျွန်တော်တို့ရဲ့တေးသေးလေးမြင်တာလေးကနေပြီးတော့ကျွန်တော်တို့ခံမှန်းလိုက်ခြင်းအပြင်ဒါတော့မြတ်စွာဘုရားအရင်ယုံကြည်သွားနိုင်တဲ့နော်ဒီလန်ကိုကျွန်တော်ညှဝေပေးတာဖြစ်ပါတယ်အဲ့တော့မြတ်စွာဘုရားကိုယုံကြည်တာယုံကြည်တာကိုမြင်ကြည့်ပါတကယ်ယုံကြည်တယ်ဆိုရင်လည်းကောမမှာရေးခဲ့ပြီယုံကြည်တယ်ဆိုရင်မြတ်စွာဘုရားဟောခဲ့တဲ့ဟာတွေအကုန်လုံးကိုအတွင်းမဲ့လက်ခံနိုင်ဘုရားကိုယုံတယ်ဆိုရင်သူပြောသမျှအကုန်လက်ခံတယ်လက်မခံနိုင်ဘူးဆိုရင်တော့မယုံသေးလို့ပေါ့နော်ကျွန်တော်တို့လက်ခံတယ်အဲ့ဒီတော့ကြောင့်မလို့ကျွန်တော်တို့ဒီမှာပေါ့နော်ကျွန်တော်တို့ဒုံလဘလို့ခေါ်တဲ့အရာမျိုးတခုပုံဒီချာစိတ်ကိုစစားနဲ့ကျွန်တော်လေ့လာဖြစ်တယ်ပေါ့နော်နောက်ပိုင်းကျရင်ဆက်ပြီးတော့ပြောပြပြီးတော့ဆက်ဆွေးနွေးပါအားလုံးများပါဒီအများကြီးတင်ပါတယ်